အချိန်မှာသူက30လေတကယ်စားတော့ဆိုင်မှာထိုင်မှတ်တဲ့ငါဘာစားမဲအဒီပုံစံငါဘာစားမဲမင်းတို့ဆိုင်မှာထားပါတော့မင်းတို့ဆိုင်မှာခောက်ဆွဲကြော်ရလားပေါ့မေးမှာပေါ့ခောက်ဆွဲကြော်ရလားမေးတယ်ဆိုလို့ရှိရင်နှစ်မျိုးမေးလို့ရတယ် Do you have နဲ့မေးလို့ရတယ် Do you have fried noodle ဒါဆို noodle မှာထည့်ပေးရနော် Do you have fried noodles မင်းတို့ဆိုင်မှာခောက်ဆွဲကြော်ရောရလားလို့မေးတာဖြစ်တယ်အဲ့ဒါရှိလားလို့ပြောတာမဟုတ်ဘူးနော်စကားပြောမှာဒီတိုင်းသုံးတာဒီနေရာမှာ have မသုံးညင်ဘူးဆိုရင်ဘာသုံးလို့ရလဲဆိုတော့ခုန have ကိုဆက်ပြောထားလို့ဒါလေးဆက်ပြောပြတာ have အစားဘာသုံးလို့ရလဲဆိုတော့ serve သုံးလို့ရတယ်အစီရဘူး serve Do you have fried noodles ဒါဆိုမင်းတို့ဆိုင်မှာခောက်ဆွဲကြော်ရလားအဲ့တော့ Do you have ဒါဆိုရင် Do you have မသုံးညင် Do you serve fried noodles အဲ့တော့ခောက်ဆွဲကြော်နေရာမှာကိုကြိုက်တာသုံးထမင်းကြော်သုံးမယ်ဆိုရင် fried ပါလဲ rice ထမင်းကြော်ကြက်သားကြော်နောက်တစ်ခါပါလဲရှမ်းခောက်ဆွဲကိုကြိုက်တာကိုကုံထက်အဲ့ဒီနေရာမှာဆိုင်နေမှာမေးရင်အဲ့ပုံစံမေးတယ်အခြားလူတွေတယောက်နဲ့တစ်ဆင့်ကမေးတယ်ဆိုရင်တော့ do they have အဲ့လိုမေးတာ do they have မဟုတ် do they serve နောက်ကဒီကိုမှာကျန်တဲ့ဟာတခုခုမေးလိုက်အဲ့ဆိုရပြီဆိုင်နေမှာမေးရင်ထိုင်မေးရင်မင်းတို့မှာရလားလို့မေးတာအဲ့ပုံစံမေးတာစကားပြောမှာအဲ့ဒါတော့စကားပြောတော်တော်များများမှာဒီတိုင်းသုံးတာနော်တချို့နေမှာလည်းဒီတိုင်းသုံးတယ်ဒီစကားပြောဒီပါလဲအများကြီးပဲဆိုင်နေမှာအဲ့လိုသုံးတာ Do you have သို့မဟုတ် Do you serve ငါတော့ခောက်ဆွဲကြော်တဝဲစားမယ်ခောက်ဆွဲကြော်စားမယ်ဆိုလို့ရှိရင်စားမယ်စကားပြောပုံစံလေးဆိုလို့ရှိရင်နော် I will have ဒီပုံစံလေးသုံးတယ်နော် I will have ဒါဆိုလို့ရှိရင် fried rice ဒါဆိုငါထမင်းကြော်စားမယ်ဒီပုံစံငါတော့ရေကမိုးစားမယ် ice cream စားမယ် I will have နောက်ကတခုခုထဲလိုက်ငါစားမယ်ငါဘာစားမယ်ရောက်ကလည်းငါဘာစားမယ်သူကဘာစားမယ်အဲ့ပုံစံလေးစကားပြောမှာဝိုင်းထိုင်ပြီးတော့ဒီပုံစံလေးပြောတာသူကစကားပြောမှာသုံးတာနော်ဒါလို့ရင် serve အကြောင်းလေးတစ်ခုချက်နဲ့ချက်တော့ထပ်ပြောလိုက်ပါမယ်နော်အဲ့တော့နော်ငါမင်းကိုလက်ဖက်ရည်တိုက်မယ်ဆိုလို့ရှိရင် I will serve you နော် tea ဒါဆိုရင်ငါမင်းကိုလက်ဖက်ရည်တိုက်မယ်ပြောတာနော် I will serve you tea ငါမင်းကိုလက်ဖက်ရည်တိုက်မယ်လူကိုရှေ့ရထားရင်နောက်ကတန်းထည့်ရတယ်မင်းကငါ coffee တိုက်မယ်ဆိုလို့ရှိရင်လည်းအတူတူပဲ I will serve you coffee ဒါဆိုမင်းကအေးတိုက်မယ်မင်းကဟာဘာဂါကျွေးမယ်မင်းကသမင်းကြော်ကျွေးမယ်မင်းကဘာကျွေးမယ်အကုန်လုံးသုံးလို့ရတယ်ဒါ serve ကိုပြောရင်မတက်ဆက်ပြောလိုက်တာအခမ်းပဲကျွေးမယ်လို့ပြောတာဖြစ်တယ်FED လည်းရှိပါတယ်လေတလိမ့်ဆန်လေးတွေကျွေးတာတို့လူငယ်ကလေးကိုကျွေးတာတို့သုံးပေါ့လေခန်းခန်းနာနာသုံးနေတယ်ဆိုတော့ serve ကိုသုံးလိုက်နောက်တစ်ခုကကြတော့လေနောက်တစ်ခုကကြတော့ပြောချင်တာကအဲ့ဒီရလားမသိဘူးနော်နားလည်လားမသိဘူးရှင်အဲ့ဆိုလို့ရှိရင်ဒါဆိုရင်ရတယ်နော်ဒါဆိုရင်သူကဒါဒီဘက်ကျွေးတဲ့ပုံစံတွေရှိပါသေးရဲ့ treat တို့နော် entertain တို့နော်နောက်ထပ်ရှိသေးရဲ့နော် TREAT treat နော်နောက်တစ်ခါသုံးပုံသုံးနေနည်းနည်းတော့ကွာတယ် entertain ဒါဆိုရင်ခန်းခန်းနာနာနဲ့အခန့်ပင့်ဖိတ်ပြီးတော့ကျွေးတဲ့သဘောမျိုးတွေမှာသုံးတာဒါလေးရှိတယ်ဒါဆိုရင်ခုန have ကိုပြောရင်မှတည်းကျွန်မအဆက်ပြောပေးတာဖြစ်တယ်နောက်တစ်ခုလေးတစ်ချက်လေးနည်းနည်းထပ်ပြောပေးမယ် have နဲ့ပတ်သက်ပြီးတော့ဆက်ပြောချင်တာလေးကထားပါတော့ဆိုကြစို့ပေါ့လေမင်းအိမ်စာလုပ်ရင်ကောင်းမယ်သူများကိုကောင်းမယ်လို့ you should နဲ့သုံးလို့ရတယ်ဟာအဲ့တော့ you'd better ဒီနေရာမှာဒီလိုလေးထည့်လိုက်မယ်အဲ့တော့ you'd better you'd better အဲ့ဒါ you had better နဲ့အတူတူပဲ you'd better do your homework ဒါဆိုလို့ရှိရင်မင်းအိမ်စာလုပ်ရင်ဘာဖြစ်မလဲဆိုရင်ကောင်းမယ်လို့ပြောတာအဲ့တော့အိမ်စာလုပ်ရင်ကောင်းမယ်အိမ်စာလုပ်တဲ့သဘောတရားက you'd better ဒီ you should နဲ့အတူတူပဲသုံးလို့ရတယ်ပေါ့နော်ဒါကတော့နည်းနည်းလေးမသိမသာတော့ကွာရနော် you'd better ဆိုတာမင်းလုပ်ရင်ကောင်းမယ်လုပ်တဲ့တယ်ပေါ့လေဒါတော့နောက်က you'd better နောက်က main verb သုံးတဲ့ပုံစံမင်းထားတော့ကျန်းတိုက်ရင်ကောင်းမယ်ကျန်းနည်းနည်းလေးညစ်ပတ်နေတယ်နော်ညစ်ပတ်နေလို့ကျန်းတိုက်ရင်ကောင်းမယ်လို့ပြောတာပေါ့လေ you'd better ဘာလို့မှလဲဆိုလို့ရှင် mop the floor ဒါဆိုရင်အဲ့တော့မင်းကျန်းတိုက်ရင်ကောင်းမယ်မင်းရေချိုးရင်ကောင်းမယ်ညစ်ပတ်နေလို့လေရေချိုးရင်ကောင်းမယ် you'd better ဘာလဲဆိုလို့ရှင်ရေချိုးလိုက်ပေါ့ take a bath ရေချိုးမယ်ရေချိုးရင်ကောင်းမယ်မင်းဟလာအိမ်စာလုပ်ရင်ကောင်းမယ်မင်းအပြင်သွားရင်ကောင်းမယ်မင်းငါမျက်စိရှေ့အောင်မနေရင်ကောင်းမယ်ဒီပုံစံမျိုးတွေမှာ HAV have ရဲ့ HAD ကိုသုံးပြတာနော်ဒါ had ကိုကြောင်ပြောရင်မတက်ဆက်ပြောလိုက်တာဖြစ်တယ်ဒါကဒီလိုမျိုးလေးနည်းနည်းသိစေချင်တာပေါ့ဘဟုတုတာပေါ့နော်
ဒါလေးလုပ်ရင်ကောင်းမယ်မလုပ်ရင်ကောင်းမယ်ဟာပဲအကြောင်းပြောတယ်အများကြီးပဲဒီဘက်ဟာတွေဟိုနည်းနည်းလေးပြောလို့ရတယ်အများကြီးပဲ